တငယ်ချင်းအားလုံးပဲမင်္ဂလာပါဒီနေ့ပစွန်ချက်နီးလေးကိုဆက်ဆက်လေးနဲ့ချက်နီးလေးမျှဝေပေးမယ်ဖြစ်ပါတယ်ပါဝင်ပစ္စည်းလေးကတော့ပစွန်ငုတ်တီကျက်သွန်ဖြူကျက်တူဒီကျက်တူနီကိုတေးသေးလေးလီးထားပေးပါတယ်ပြီးတော့ကျက်သွန်ဖြူအခုံခွာပါဒီနေ့အမတုံးတဲ့ငုတ်တီကတော့ကလော်အော်တီပေါ့နော်အရန်လက်ဆက်တဲ့မွေးလဲမွေးတယ်ပေါ့နော်ဆက်ဆက်လေးကြိုက်သူအတွက်ဒီနေ့ချက်ကြည့်နော်အရန်စားကောင်းပါတယ်ပါဝင်ပစ္စည်းလည်းမများဘူးနော်ချက်လဲလွယ်ပါတယ်ရှင်ပြီးတော့ပစွန်ကိုကြောကုန်းခွဲပြီးတော့အထက်ကမဲမဲလေးကိုဆွဲထုတ်ပါမယ်သူကောင်းတဲ့မှာလည်းမဲမဲလေးရှိရင်ယူထုတ်ပေးပါမယ်ရှင်ပစွန်ကိုရေတေချာဆေးပြီးရင်စားအရက်တမုံနနွေးမုံနဲ့ထားပေးပါမယ်ရှင်ပြီးရင်ငုတ်တင်းနဲ့ကျက်သွန်ဖြူကိုထောင်းပေးပါမယ်ရှင်တော့မဟုတ်ကျိတ်စက်နဲ့ကြိတ်လို့လည်းရပါတယ်ရှင်အစင်တင်ဖြစ်ပြီးဆိုရင်စီတဲပါမယ်ရှင်စီပူလာပြီးဆိုရင်ဖြတ်ထားတဲ့တက်သွန်လေးကိုစီတက်ပါမယ်ရှင်အယောင်လေးလာအောင်နနွေးမုံနဲ့အယောင်တင်မုံကိုထဲပါမယ်ရှင်ကျက်သွန်နီကျက်ခတ်နေပြီဆိုရင်ထောင်းထားတဲ့ကျက်သွန်ဖြူနဲ့ငုတ်တီးထည့်ပါမယ်ပြီးတော့စိမ့်စားငပီးထည့်ပါမယ်ရှင်ငပီးကြေအောင်ချက်ပေးပါမယ်ရှင်ငုတ်သေးအနစ်မွေးလာပြီဆိုရင်နေထားတဲ့ပစုံကိုထည့်ပါမယ်ပြီးတော့ရေတန်းအနှဲငယ်ထည့်ပါတယ်ခနော်မုံနဲ့ငန်းငံပြရေကိုထည့်လိုက်ပါတယ်ပြီးတော့သမအောင်မွေပေးပြီးတော့အဖုံးအုပ်ထားပေးပါတယ်ရှင်3 မိနစ်လောက်အုပ်ပြီးနောက်ပစွန်လဲကြက်ပြီးဆိုရင်နန်နန်ပင်ကိုအုပ်လိုက်ပါမယ်ရှင်ပစွန်ကိုဘလိုနီးနဲ့ချက်ရမလဲမသိဘူးဆိုရင်ဒီနေ့ချက်ကြည့်နော်အရန်စားကောင်းပါတယ်ရှင်သမင်းတအိုးတော့မလောက်ဘူးရှင်အဆုံးထိကြည့်လာပေးတဲ့အတွက်ကျေးဇူးအရန်တင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင်